ဒီပုံမြောက်လေးပါဗျာဒီပုံထဲမှာတော့ဒါတင်ရင်းပြီးရယ်ကြောက်ချပြီးရယ်ပါလာခဲ့ပေါ့နော်နောက်ဆုံးတော့ပါလာခဲ့ပြီပေါ့ထောက်ကြည့်လိုက်ဒါလေးကရှေ့ကနှစ်ပုံသုံးပုံနဲ့အမုံရဲ့ hints အဆက်ကလေးတွေကြည့်လိုက်တာနိုဝင်ဘာလကျရင်ကိုပြဖို့ဆိုတာโอเคဒီရရောပဲဒီကလည်းနိုဝင်ဘာလကျရင်ဝတ်ပြတယ်ဟောကဲဒီရရောပဲဒီသုံးထုတ်လုံးကနိုဝင်ဘာလကျရင်ဝတ်ပြတယ် Thanks okay 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 ကြောင်ရှာပြီးတာဗျာဒီတခါတော့နောက်ဆုံးတော့ကြောင်ရှာပြီးရောက်လာခဲ့ဟောလိုက်အစိမ်းကမဟုတ်ဘူးဒီပုံမတကယ်အစိမ်းကြီးထုတ်စားကြတယ်စားကြတာအဲ့ပဲလုံးဝအစိမ်းလည်းမခံဘူးဆိုတော့ဒါနည်းနည်းလေးဖုတ်ထားတယ်အဲ့လိုမျိုးထည့်လာလေးစိုးပြီးနဲ့ဆုပ်ပြီးတော့ဒီတိုင်းဆိုစီစီမှာဆိုတော့ကိုယ်ကဆင်းနေဆယ်ရလေးဖောင်းတယ်ရှိပြီထားဟောဒီမှာပါဆယ်ရဒီတိုင်းမျိုးလေးစုပ်ပြီးတော့ထုတ်လာတယ်မဲ့လေးတော့ဖောင်းပြီးတော့မှပါလာတယ်ပေါ့နော်โอเคဒီနှစ်ခုပဲလားနှစ်ခုဟုတ်နှစ်ခုဟုတ်တယ်နှစ်ခုပဲနှစ်တောင်းတယ်လေးတောင်းဒါထိပ်ပြီးခဲ့ရတာသူကအမြင့်ပြီးတာဟုတ်တယ်ထိပ်ကအရင်နဲ့ထောက်ရှာပြီးလေးတောင်းကိုဒါမီးလေးနည်းနည်းဖုတ်ပြီးတော့လေးစုပ်ပြီးနဲ့စုပ်ပြီးတော့သူ爸爸妈妈ဒီလိုမျိုးလေးထည့်ပေးတယ်ဒါမဲ့လေးတော့ဖောင်းနေအောင်နောက်ဆုံးတော့ရောက်လာကြောက်ရှာပြီးโอเคဒါလည်းအရင်စားနေနေလို့ပါတင်ရင်းလေးတွေပြုတ်ပြီးတော့ထောင်းပြီးစီစိမ်ပြီးတော့မှဒီဆိုရင်လည်းဒါမျိုးလေးစုပ်ပြီးတော့ပို့လာလိုက်ကြရပါတယ်အလုံးမနဲ့ဆက်အလုံးနဲ့ဆက်တငင်းလေးအလုံးနဲ့ဆက်အချမ်း40ပေါ့40အချမ်း40ပေါ့ဒီကတော့ကြောက်ရှာလေးကတော့4တောင်းပဲကြောက်ရှာလေးက4တောင်းတငင်းလေးကအလုံးနဲ့ဆက်အဲဆိုတော့လေစီစမ်းပြီးတော့အရင်တည်းစားရုံပဲစီလေးစမ်းနဲ့ထောင်းပြီးတော့မှစီစမ်းစားလေးနဲ့ဆိုတော့ကြောက်ရှာလေးကတော့ဖုတ်ထားတယ်ဆိုတော့ဒါချက်စားကြော်စားဒါပေမဲ့တုတ်စားတော့ပို့ချက်တယ်တုတ်စားတော့ကြည်ရမှာပေါ့နော်မဟုတ်ရင်ဒီရင်းပြီးတဲ့ကြော်စားကြီးအရင်3ပုံမှာလုံးဝထည့်လို့မရဘူးအစိမ့်ကြီးဖြစ်တဲ့အတွက်သူတို့လုံးဝလက်မခံဘူးဆိုတော့ထည့်ဖို့မရဘူးအဲ့လိုမျိုးလေးလုပ်ပြီးတော့ထည့်လာတော့ဒါချင်းမောင်ရွက်တယ်ချင်းမောင်လေးကလည်းနည်းနည်းပေါ့ထပ်ပြန်ထည့်ပြီးလိုက်တော့ဒီမှာဒီသုံးပုံမှာပါတယ်ချင်းမောင်လေးကလည်းနေရဆိုတော့ဒါသူကြည့်ရဲ့တရက်ပြင်ထိုးကိုပါကိုလောက်တာတရက်ပြင်တဲ့ဒါပဲကိုရဖိုင်အောင်စားတယ်ဒါလေးတွေလည်းဒီပုံလေးမှာပါတယ်ဒါပေမဲ့စားကောင်းလို့ဆိုပြီးတော့လည်းထပ်ထည့်ခိုင်းလိုက်တာဟိုတစ်ခါကျတော့ခံတော့ဒီတစ်ခါကျထည့်ပြီးဟုတ်တယ်
ဟိုတစ်ခေါက်ကဟိုမှာ customer နှစ်ပတ်လောက်ကြားရတာ အင်းလာ ရောက်လာစားကြည့်တော့ကောင်းလို့ပြောအောင်ဒီကငါပဲလေး ချစ်ငါပဲဒီမှာငါပဲချစ်စမရှိဘူး တုံးထုတ်တယ် ဒီမှာငါပဲချစ်စမရှိဘူး ငါပဲချော ကျော်ရ ဒီတစ်ခေါက်ကစားကောင်းလို့ထပ်ပြန်ပြန်ပါလိုက်တာ 然后我这给他一起整理，给他们也可以来。 ဟုတ် 拿的 ဟောဒါငကြီးကြော်ရတယ်ဒါလေးလည်းတုံးထုတ်ထပ်ထည့်ပေးလိုက်တော့ 但来都给 ဩတည်ရလေနမွေတူးလို့လည်းခေါ်တယ်လေ 我了的， ဟုတ်လား 帮你帮你。 ဒါငတလေးတူငတလေးတူနထုတ် ဒါလေးလည်းလည်းထပ်ပြီးတော့ဟိုလောက်လိုက်တော့ အဲ့လိုဟာထဲလာတယ်တော့ခေါက်ဆွဲကြပုံ ဒီဘောက်ခေါက်ဆက်ချပုံနည်းနည်းဟောပြအောင် ခေါက်ဆွဲကြပုံတက်လိုက်တာ အဲ့ဘောအဲ့ဘောဟိုရင်တင်းကြီးကြောင်တယ် ဒီချမ်းစာဒီလိုဒီလိုကားဖြစ်နေတာ ဟုတ်တယ်ဒါလေးကလည်းအပူထက်ထည့်ပေးရတယ်အဲ့မီတို့ဘူးလေဒါလည်းအဲ့ဒီပဲအဲ့ဒီပဲအဲ့ဒီဆန်ရအားထုတ်အပမစီလီပမာစီနဲ့စီထွန်းလေးတင်ရလားပမာစီနဲ့စီထွန်းလေးလည်းလည်းညက်ပြီးတော့ထည့်လာဒါတူတော့ဆက်ပြဆန်စစ်စကင်တော့တိုက်တဲ့ဆက်ပြတော့ဒါလည်းပါဒါလေးလည်းပူရပါတယ်အော်ဒါမဆလာစီတီတော့တဲ့စီတီလေးကောင်းတယ်လားဒါစီတီအပူအော်ဒါလည်းတင်းကြီးအပြုတ်လေးဒါလည်းအရင်ကပုံမှန်ပါတယ်စားကောင်းတယ်ဒါလေးလည်းထပ်ထည့်ပေးလိုက်ဆိုတော့တင်းကြီးအပြုတ်ဒီကွန်တိန်နာလေးနဲ့ပါဆက်မလိုက်တော့ထပ်ပါပါတယ် 我那个牛肚子三大我洗的， အော်တင်းကြီးဆန်းစားလို့စီကလေးလေးတဲ့ 被洗被洗， ပေးပြီးအစ်စ်ဟောဒါလည်းမြစ်ကလေး 洗的泡发， ဒါလည်းမြစ်ကလေးပဲဘယ်လိုကောက်ပါလဲ 陈毛那些， ဒီပုံးလေးတွေမှာလည်းပါတော့ပါလာမယ်နည်းနည်းထပ်ဆောင်ထည့်ပေးလိုက်တာအမ်ဘူရှု 这个在早上买的， ဒါပါပဲ 没少的， အော်ဒါလေးကမြစ်ချောင်းဒါကျွန်တော်မေရဲ့လက်ရဗျာဒါသူ့လုပ်ပေးရတာပဲမြစ်ကလေးတွေကိုနေလန်းပြီးတော့6လန်းပြီးတော့မှချက်စားလို့ရအောင်ဆိုပြီးတော့မြစ်အရန်စားကြတယ် 他买的，他买的，家里他要拿的， ဒါဒီပုံဒီထုတ်ပြီးတော့အရင်3ပုံမှာရှားညက်ပြီးတော့ပျောက်ပြီးတော့ဒီထုတ်ပြီးကြာကြံနေခဲ့ဒါလေးတော့ပါထပ်တူထပ်ထည့်ပေးလိုက်တော့ 你家买的，买的，他买的， ကဲဒီဆိုရင်လည်းစုတ်သွားဆိုတော့ 后来 ဘလို့ဆိုတော့ဘာမှလည်းမသိဘူးပေးလည်းပေးနေမှာမြစ်ဒီကနေ့တော့မြစ်တွေ 没少的， မြစ်တွေ6လမ်းတာ 他买的吧，把你送没送来吧，种吧，会买，买的吧。 မြစ်ကိုကျန်းကြိုက် ก็เรียกอีเล่ไปขุดหา အဲတော့ဘာမှမဟုတ် ไอ้ ဟိုကဒီကထဲအောင်လို့ကျွတ်ကျွတ်ဒီထဲပြီးလည်းဒါလည်းကျွတ်ကျွတ်ဒီဒါပေမဲ့ဒီမှာစက်ကူအဒီပုံပြရတယ်နော် ไปช่วยเป็นหมอ ဒီမှာကျွတ်ကျွတ်ရှိစက်ကူအဒီလည်းများတယ်များဒါတိတ်လေးကဲဒါလေးပဲ ဒီတရားလေးတော့နေတယ်ဘာလဲဆိုတော့အဓိကတော့တင်းရင်းကြောင်ချာဒီအရင်သုံးပုံမှာမပါနိုင်တော့ဒါဒီမှာဟိုဘလို့မရောက်ရောက်ပို့လို့ရမယ်ဒီလမ်းရပြီဆိုတော့ပို့လိုက်တာဆိုတော့ဒီကဘယ်လို kg လဲ9 kg ပဲရှိတယ်10 kg ဒီက10 kg ပဲရှိတယ်
စိတ်ကြီးမှာအဲ့ဒီတင်းကြီးကြောက်ချာလေးအဓိကနဲ့ပြီးတော့မိကလေးကိုကျန်တာပေါင်းထည့်ပြီးတော့လောဝဲမှာဝတ်ဖို့အတွက်အင်ဂျီလေးအဲ့ဒါပဲဒါပါပဲပစ္စည်းတွေကလေဟိုပြင်သုံးပုံလဲစားဖို့တောက်ဖို့လူကြီးတယ်မြန်မာပြည်လွမ်းတာမြန်မာပြည်ရန်ကုန်မှာပြီးတာရောတော့မာသားကြီးတွေပို့ပေးခဲ့တာတွေရောဆိုတော့ပြန်လာပစ္စည်းအများကြီးဒါပေမဲ့လာမေးကြတာကရောင်းစားဖို့လားလို့ပစ္စည်းတွေစားကြလုပ်နေရလားလို့မေးမဟုတ်ပါဘူးလို့ဟုတ်ပါဘူးမြန်မာပြည်အလွမ်းပြည်သားလေးလွမ်းနေလို့စားကြလို့အားတော့မှဒီတိုင်းနဲ့မှစားတာကိုဘာကိုဝယ်ပြီးမှစားတာဒီနေ့ထူပြီးလိုက်တာကြီးနေမှာအဲ့ကမာလာကြီးလက်ရာတွေအကုန်လုံးစုပြီးတော့မှပို့ပေးရတယ်ဒီလိုချောင်းကပြီးရင်ချောင်းကဲဒါပါပဲဒါတော့လေးပုံရောက်ပဲဆုံးဖြတ်ကြည့်ပြရတယ်ဒီတိုင်း